မှာလာသားပါနာကျောင်းလုံးမင်္ဂလာပါဒီဟောတော့ဒီမှာလာသားကြပါလေအဲ့လိုရိုက်ကြတာပါကြည့်ပေးပါတော့ကြရအောင်ဆုံးနေဆရာတော့တော့ကြိုက်ပြီပေါ့နော်ဒီတရားကြီး scallop ပဲကြိုက်တယ်ဒါလည်းခေါင်းလည်းကြိုက်တယ်တရားကြီးလည်းကြိုက်တယ်ဒါကြည့်တယ်ဒီဆွတ်တွေတော့စားတော့မစုံများစားမယ်တော့ဒီတော့ရမ်းလိုက်တာကွာဒီတော့ရမ်းချူတယ်အဲ့တော့ဘိုင်ဝါအောင်စားမယ်ဆိုရင်ကိုကြိုက်တဲ့စီးပီးနဲ့ပဲဘိုင်ဝါစားတော့တယ်အားယူလိုက်တော့တဲ့တော့ဒီနေ့ကြီးတယ်ပြီးတော့ကနန်းလည်းအစီလေးပါတယ်စီဖူးတွေကတော့စုံမဲစားလို့ကောင်းတယ်ဒါအပလုံးဟိုကလည်းဗာလဲခမဟိုညာရီပဲညာရီလေစီဖူးတွေ favorite ညာကဒီတော့ရပါကြပြီတော့ဒါကဆမ်မွန်ဒါကဒူရာဝါမိုက်ကနန်းမှာပြောစီရညာ狗血。有狗血。狗血တွေရောဂုံးချိုတွေရောအများကြီးစားကဲဒါတော့ခုနယူလာတဲ့အားရပါရစီဖူးတွေပါဒါတော့กินနေဒါတော့ဒီစားမယ်ဒီနေ့collagen နဲ့လည်းစားပါခင်းကြိုတဲ့ကိုချိုအောင်လို့ရပါစီစံဟောပေါ်နေနေဆိုအေးမာကြောင့်တော့ညက်ကြီးอยู่မှာရပောက်ခွဲပြီဒီမှာစီးပူးတွေအများကြီးဟုတ်တယ်လမ်းကနေပြင်သားမှာသင်ရလေရမိုက်ရဟာဝက်ဘာတက်သားကြီးဒီရွက်တွေရောပဲဒီအားဆိုလိုက်တိုက်တော့စားလို့ရတယ်မိုက်တယ်ညတက်အမေဒီဆိုတော့ဘာတက်ကြလဲအများကြီးရတယ်ဒီမှာတိုက်တော့ကတော့ဒီစီးပူးတွေကနန်းတွေကအဲ့လိုစီးရနေဆိုအရင်မိုက်ဖြစ်ပြီးတော့မိုးရအဆုံးပါတယ်အဲ့ဒီစားပါမယ်အဆုံးကြီးစားပါမယ်မှန်တော့ဒီနေ့ဒီလိုစားတာကိုဒီလိုမှအမို့ပြီးတယ်တော့ခဏကြီးတွေကဒီလိုပေါ်တာလုပ်ပေးရတာတင်းကျယ်ပြီးတော့ပေါ့နော်အဲ့တော့ဒီကြီးတွေကလည်းကျေးဇူးများကြီးတင်ပါတယ်ဒီလိုတွေမျိုး
စုပ်လေးဝါစားလို့ရတယ်တကယ်ချင်းနေတယ်ဒီဇိုင်းလေးကောင်းလို့ညွှန်ပါတယ်လာစားလို့ရပါတယ်ပြီးတော့ဒီမှာ seafood တွေလည်းအရင် fresh ဖြစ်တယ်ပြီးရင်ကနန်းတွေရောကဲရီအမဲသားစားသူဆိုလည်းအမဲသားတွေအများကြီးရှိတယ်ဒီဆိုင်ကတော့ပြရစီနဲ့တန်တယ်ပေါ့နော်အဲ့လိုပြဿနာတွေဒီကတော့ဒီလိုစားဖို့ကြည့်ရဲ့ဒီလို management team ကိုလည်းကျေးဇူးတင်အောင်ပြောချင်တာပါဒီလိုတရားဒီလိုကြီးနေအဝါနဲ့အားလို့ရတယ်အားရပါဦး Bon appétit